Hello အားလုံးမင်္ဂလာပါဗျကျွန်တော်ဆိုရင်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အခုသုံးနေတဲ့ Minecraft shader ကို brother တို့ကိုလည်းသုံးခိုင်းစီချင်လို့ကျွန်တော်ဗီဒီယိုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဗျကျွန်တော် Minecraft shader လာပေးနေတဲ့သူတွေအတွက်ရောဖြစ်ပါတယ်ဗျဒါနဲ့ဒါကျွန်တော်ရဲ့ Minecraft skin အတစ်ဖြစ်ပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ shader ဘယ်လောက်လာလဲဆိုတာကျွန်တော်ရဲ့သူလိုက်ကြည့်ကြပါဗျဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြော်ကြည့်ပါနဲ့ဗျကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာ down နည်းနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ shader ဘယ်လောက်လာလဲဆိုတာကျွန်တော်လိုက်ပြပါမယ်ဗျ Okay ဒီ shader လေးကတော့ brother တို့မြင်တဲ့အတိုင်းတော်တော်လေးကိုစိမ့်လိုင်းဆိုပြီးလာပါတယ်ဗျကျွန်တော်ရဲ့ဖုန်းကတိတ်မကောင်းတာမို့လို့ graphic ကတော့တိတ်မလောက်ပါဘူးဗျbrother တို့ဖုန်းကတော်တော်လေးကိုကောင်းနေဆိုရင်တော့ graphic လည်းဒီထက်ပိုပြီးလာတော့မှာဖြစ်ပါတယ်ဗျကျွန်တော်လိုဖုန်းမကောင်းတဲ့သူတွေအတွက်ကျွန်တော်ဒီ shader လေးကိုမလက်ပဲနဲ့ဆော့လို့ရအောင်ကျွန်တော် boost လုပ်တဲ့နည်းကိုကျွန်တော်တင်ပေးထားမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီ shader ကိုဆော့ဖို့ဆိုရင်ကျွန်တော်တို့ Minecraft patch ကိုအသုံးပြုပြီးဆော့ရမှာပဲဖြစ်ပါတယ်ဗျရိုးရိုး Minecraft ဆိုရင်တော့လုံးဝလုံးမှာမဟုတ်ပါဘူးဗျကျွန်တော်ခုဆော့နေတဲ့ Minecraft patch last version ကိုလည်းကျွန်တော် description နဲ့ comment တို့မှာကျွန်တော် link ချပေးသွားမှာဖြစ်ပါတယ်ဗျပြီးရင်ဒီ shader link နဲ့ကျွန်တော်တို့ boost လုပ်တဲ့ link ကိုလည်းကျွန်တော်ချပေးထားမှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့view ကြည့်ရလဲဝပြီဆိုရင်တော့ကျွန်တော်တို့ဘယ်လိုထည့်ရမလဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်ဗျ brother တို့အနေနဲ့ပထမဆုံးလုပ်ရမယ့်အရာကတော့ကျွန်တော်စောနာပေးထားတဲ့ link ကနေပြီးတော့ Minecraft patch ကိုအရင်တောင်းထားဖို့လိုပါတယ်ဗျနောက်ပြီးတော့ဒီ MCPEDL ဆိုတဲ့ app လေးကိုတောင်းထားပေးပါဗျပြီးရင်တော့ကျွန်တော် comment မှာပေးထားတဲ့ shader link ကိုနှိပ်လိုက်ပါဗျ Okay link ထဲနှိပ်လိုက်ပြီဆိုရင်တော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဗျဒီလိုမျိုးမပေါ်ရင်လည်း brother တို့အနေနဲ့ app ထဲကိုဝင်ပြီးတော့ new x down shader လို့ရိုက်ချလိုက်ပါဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ download ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဗျ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အောက်ဆုံးကဒီa new x down Android pack ဆိုတာလေးကိုတောင်းပေးပါဗျ brother ဖုန်းမနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အပေါ်ဆုံးက light ဆိုတာလေးကိုလည်း download ရပါတယ်ဗျ Okay တောင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအစိမ်းရောင် download ပုံစံကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ Minecraft patch ထဲကိုထည့်လိုက်ပါဗျကျွန်တော်ကတော့ထည့်ပြီးသားမလို့ပြန်မပြတော့ပါဘူးဗျ Okay ပြီးရင်တော့ကျွန်တော်တို့နောက်တစ်ခုဖြစ်တဲ့Ultra Gemini ကိုလည်းကျွန်တော် link ကနေတစ်ဆင့်ဝင်လိုက်ပါဗျ Okay ပြီးရင်တော့စောနာအတိုင်းပဲတောင်းပေးပါဗျတောင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့ Minecraft patch ထဲကိုထည့်လိုက်ပါဗျ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ play ကိုနှိပ်လိုက်ပါမယ်ဗျပြီးရင် create new world နှိပ်လိုက်ပါပြီးရင်နောက်ထပ်တစ်ခါ create new world ကိုနှိပ်လိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ experiment ဆိုတဲ့နေရာမှာကျွန်တော်တို့အကုန်လုံး on ပေးလိုက်ပါဗျပြီးရင်တော့ကျွန်တော်တို့resource pack ကိုနှိပ်ပြီးတော့စောနာတောင်းလာတဲ့ Gemini Ultra Boost ကိုယင်ထည့်ပြီးတော့ကျွန်တော်တို့ new x down Android shader ကိုလေးကိုထည့်လိုက်ပါဗျပြီးပြီဆိုရင်တော့ကျွန်တော်တို့ wall လေးကို create လိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်တို့လိုချင်ရဲ့ Minecraft shader လေးရပါပြီဗျbrother တို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျကျွန်တော်ရဲ့ voice game မကောင်းရင်လည်း brother တို့ကိုအထူးတောင်းပန်ပါတယ်ဗျတကယ်လို့ brother တို့ရှေ့တာက like နေသေးဆိုရင်တော့ channel ကိုနည်းပြီးတော့ဆော့ဖို့ကျွန်တော်အကြံပေးပါတယ်ဗျ Okay ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ brother တို့အနေနဲ့ဗီဒီယိုကြည့်ပြီးနားမလည်ဘူးဆိုရင်တော့ထပ်ခါကြည့်ဖို့ကျွန်တော်အကြံပေးပါတယ်ဗျ Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြတော့ပေါ့ See you guys